စင်မပြေတဲ့ရက်တွေဟာပြက်ကလေးအပြည့်ပါနားရက်လေးတော့မရှိဘူးတနေ့တော့အစင်ပြေမှာပါဆိုတဲ့အတွေးနဲ့ပဲကိုအားပင်ရင်မနှက်ဖန်တွေကိုလည်းရှေ့ဆက်နေရအလွယ်တကူပြိုလဲလို့မရတဲ့ဘဝမလို့တောင်းစားတဲ့ကောင်ကအများကြီးရတာဗျကျုပ်ကိုရိုက်တာဗျမင်းပြန်ပြောသားဘာလို့မှလဲကျွန်တော်တောင်းစားလို့မှာဗျဘာလို့လှုပ်ချင်တာလဲတောင်းစားတာပိုကြိုက်တယ်ဖို့ပေါ့ဖြောင်းဒီတိုင်းပဲပြန်ဖြေသူဖြေခိုင်းလို့ဖြေလူတွေဘာကြောင့်အတင်းတုတ်ကြလဲဆိုတော့ခမားရောက်နေတဲ့အဆင့်ကိုသူတို့မရောက်နိုင်သေးတဲ့အခါခမားမှာရှိတာတွေသူတို့မှာမရှိတဲ့အခါခမားရဲ့ပုံစံကိုခိုးချခြင်းနေပေမဲ့သူတို့မလုံနိုင်တဲ့အခါလူတွေကခမားနောက်ွယ်မှာအတင်းတုတ်ကြအောင်ဘာကြောင့်လဲဆိုတော့ခမားတဲ့တာတဲ့လူတွေကခမားကိုဘယ်တော့အခါမှနောက်ွယ်မှာအတင်းမပြောဘူးခမားဘေးကဒန်းတူလူတွေရဲ့ခမားအောက်ကလူတွေရဲ့ပဲခမားကိုအတင်းတုတ်တာကောင်းစားရင်ပျော်တာကမိဘတောင်းစားရင်ပျော်တာကပတ်ဝန်းကျင်အစင်မပြေရင်နှိမ်ကျင်တာကဆွေမျိုးသူတို့ထက်သားတယ်ထင်ရင်မနာလိုတာကအပေါင်းအသင်းဒါကြောင့်ပတ်ဝန်းကျင်ကိုလည်းတိတ်ဂယုမဆိုင်နဲ့